ဇလိုင်းရဲ့ဆာမှာစတီရိုကရွာဦးကောက်ွယ်နေခဲ့တာပေါ့အဲ့ဒီအချိန်မှာဟိုဘက်ကနေပြီးတော့ရန်တို့တွေကခြိတက်လာခဲ့တယ်ရာနဲ့ရှိတောင်းနဲ့ရှိတာပေါ့ရွာသားတွေဘက်ကလည်းဒီရွာကိုကောက်ွယ်ဖို့တောင်းဝင်ရှိတယ်လေအဲ့ဒီအချိန်မှာစတီနဲ့တွေ့တဲ့ငယ်ချင်းတွေက villager တွေရဲ့ iron goreland တွေရဲ့ကိုစုပြီးတော့ရွာကိုကောက်ွယ်ရတာပေါ့ရန်တို့တွေကတက်လာပြီးရွာသားတွေနဲ့ဟိုဘက်ကရန်သူတွေနဲ့အပြန်လာပြစ်ခတ်ပြီးချကြတာပေါ့ကွယ်အချို့ရွာသားတွေဆိုတူတွေကိုတွေချကြပြီးအချို့ကတော့လေးကုန်ကြတယ်တဲ့အဲ့ဒီလိုတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာကလေးတယောက်ကိုဟိုဘက်ကပစ်ကလင်းတွေကလာပြီးမင်းငါတို့နဲ့လိုက်ခဲ့ရမယ်မင်းမကကလေးဖြစ်ဖြစ်ပါဖြစ်ဖြစ်မင်းငါတို့တတ်ပြမှာလို့ချင်းရောက်တဲ့အချိန်ကလေးကနေပြီးတော့ငါတော့မင်းတို့နဲ့မလိုက်နိုင်ဘူးကွာဆိုပြီးပြန်ခိုးလိုက်တာပေါ့အဲ့ဒီအချိန်မှာရွာသားတွေကလန့်ပြီးတော့ထွက်ပြေးကြတာပေါ့ကွယ်အရှိုးရွာလာကြီးကြတော့လေတယောက်ချင်းတော့ချတယ်တဲ့ဒါပေမဲ့တို့ကချလို့မရဘူးဘာလို့လဲဆိုတော့ရန်သူတွေရဲ့လက်ထဲမှာနေပြီးတော့တေတာကနေပြီးတော့ပြန်ရှင်နိုင်တဲ့မှောင်ဝဲစေဗန်လင်းကြီးကိုကင်ထားတယ်အဲ့လိုဖြစ်နေချိန်မှာရွာသားတယောက်ကအပြန်လည်ချနေတာကိုသူကကြောက်ပြီးတော့ထွက်ပြေးသွားတယ်တဲ့စတီနဲ့တူရဲ့ငယ်ချင်းတွေကကြတော့တခုခုကိုလောရမယ်ဆိုပြီးတော့တိုင်ပင်နေခဲ့တာပေါ့ကွယ်ဒါပေမဲ့လည်းတို့ရွာကိုလာတဲ့ကွန်တယ်တွေကိုတော့လူသူတွေကနေပြီးတော့တိုက်ခိုက်ခဲ့တာပေါ့ဒါပေမဲ့ကွန်တွေရဲ့လာတွေကတော့ကောက်ွယ်ပေးခဲ့ကြပါလေအဲ့ဒီနောက်မှာတော့ရွာသားတွေရဲ့စတီရဲ့အဲလက်တို့စူပြီးတော့အန်ဒါဒရာဂွန်စီကိုခီးထွက်လာခဲ့တာပေါ့ကွယ်တို့ကဒီကိစ္စရဲ့နောက်ွယ်မှာဘယ်လိုရှိမလဲတကယ်လူသူတွေရဲ့ဆရာကြီးကိုရှာဖွေဖို့အတွက်အတူတူစုပေါင်းပြီးခီးထွက်လာခဲ့တာပေါ့ဟုတ်ပါတယ်တို့က NCD ကိုရောက်လာတဲ့အခါမှာတော့တို့ကတိုက်ခိုက်ဖို့အတွက်အသင့်ဖြစ်နေကြကြပါပြီအဲ့ဒီချိန်မှာပဲတို့မထင်မှတ်ထားတဲ့လူတယောက်နဲ့တွေ့လိုက်ရတာပေါ့အဲ့ဒါကတော့ဟီရိုဘရိုင်းပဲဖြစ်ပါတယ်ဟီရိုဘရိုင်းကတို့ထပ်ဆိုင်အများကြီးဆွမ်းဖို့ကြီးခဲ့တာပေါ့နောက်ပြီးတော့တို့ရဲ့ရွာကိုတိုက်ခိုက်ဖို့ကလည်းဟီရိုဘရိုင်းရဲ့အကြံပဲဖြစ်ပါတယ်ဟီရိုဘရိုင်းကသူ့ရဲ့လက်အောက်နေတာတွေကိုခိုင်းပြီးတော့ရွာကိုတိုက်ခိုက်ခိုင်းခဲ့တယ်စတီကမင်းဘာလို့ဒီလိုလုပ်ရတာလဲလို့ပြောပြီးတော့တိုက်ခိုက်ဖို့ချက်ချင်းပဲစတင်လိုက်ပါတယ်ဟီရိုဘရိုင်းအနေနဲ့ကတော့တို့တွေကိုတာမယ်ငချိုးလေးတွေအနေနဲ့တပို့ထားတာဖြစ်ပြီးတော့ဟီရိုဘရိုင်းကတော့သူ့ကိုယ်သူနာပြရတပါလို့သတ်မှတ်ထားတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဟီရိုဘိုင်းကသူ့ရဲ့တပည့်တယောက်ကိုအတုံးတုံးပေးလိုက်တာပေါ့ကွယ်အဲ့ဒီနောက်မှာတော့လာခဲသားချမယ်လို့စိန်ခေါ်လိုက်ပြီးတော့ဟီရိုဘိုင်းကသူ့ရဲ့အစွမ်းတွေကိုစထုတ်တယ်ပထမဆုံးထိုးလိုက်တဲ့အစွမ်းက trader ကိုတာမန်ရွာသားတယောက်အဖြစ်လွင်ပြောင်းလိုက်တာပေါ့ကွယ်ဒီလိုမြင်မာလာတဲ့အစွမ်းတွေကိုမြင်ပြီးတဲ့နောက်မှာတော့ကျန်တဲ့လူတွေကလည်းနည်းနည်းတော့ကြောက်လက်ကုန်တာပေါ့ဒါပေမဲ့လည်းဒီတိရောက်လာပြီးမှတိုက်ဖို့ကလွဲပြီးမရှိတော့တာမလို့တို့တွေကလည်းတိုက်ခိုက်ဖို့ပြင်ဆင်ရပါတော့တယ်စတီLF villager တို့ဟာအကုန်လုံးစုပေါင်းပြီးဟီရိုဘိုင်းကိုတိုက်ခိုက်မယ်လုပ်တဲ့အချိန်ဟီရိုဘိုင်းရဲ့လက်ထဲကနေပြီးတော့ချင်းကျိုးတွေကလည်းစထွက်လာခဲ့ပါတယ်စတီရိုကလည်းဓားတွေနဲ့တူလေးကိုတွေချကြပေမဲ့ဟီရိုဘိုင်းရဲ့အနာကိုတော့တေချာကတ်လို့မရခဲ့ပါဘူးဟီရိုဘိုင်းကဓားတွေကိုလက်နဲ့ထိန်းနိုင်တဲ့အပြင်၄ယောက်လုံးကတေကောင်းတစ်ချက်စီဝမ်ဟစ်ကြွေတော့ခဲ့တာပေါ့နောက်ပြီးသူ့ရဲ့လက်ထက်ကနေထွက်လာတဲ့အီယာမတန်ဂျိုကြီးရဆိုရင်လည်းအရန်တန်မာလွန်တဲ့အတွက်ဘယ်သူမှမရှင်းနိုင်ခဲ့ပါဘူးအဲ့ဒီလိုအချိန်မှာအဲလက်ကဓာတ်လက်နဲ့ဝင်မိုင်းခဲ့တယ်စတီကလည်းဓာတ်နဲ့ဝင်ပိုင်းနေတာပဲမဲ့ဟီရိုဘိုင်းကိုထီဖို့ဆိုတာလုံးဝမဖြစ်နိုင်ခဲ့ပါဘူးဟီရိုဘိုင်းရဲ့အစွမ်းတစ်ချက်ထုတ်လိုက်ချက်ကအကုန်လုံးကိုပြာကျစေခဲ့ပါတယ်အင်အားကြီးတော့တဲ့ဟီရိုဘိုင်းကိုတို့တွေကလုံးဝမနိုင်နိုင်တော့ဘူးဆိုတော့ကိုတီးလိုက်တဲ့ရွာသားကသူ့ရဲ့နောက်ဆုံးလှုပ်ဝက်လက်နက်ကိုထုတ်လိုက်ပါတယ်သူ့ရဲ့လှုပ်ဝက်လက်နက်ကတော့သူ့ရဲ့လက်ထက်ကနေကျိုးတစ်ချောင်းကိုပြစ်လို့လိုက်ပြီးတော့ဟီရိုဘိုင်းကိုချုပ်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့လက်ငယ်ချင်းတွေကိုနှုတ်ဆက်ပါတယ်လို့ပြောပြီးတော့သူကိုယ်တိုင်စတီးပြီးဟီရိုဘိုင်းကိုပါသူနဲ့အတူဆွဲချသွားခဲ့ပါတယ်ဒါပေမဲ့ဟီရိုဘိုင်းကိုဆွဲချဖို့ဆိုတာမလွယ်ကူခဲ့ပါဘူးဟီရိုဘိုင်းရဲ့တပည့်ကပါဟီရိုဘိုင်းနဲ့အတူအောက်ကိုလိုက်သွားခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့၃ယောက်အောက်ကအမောင်တူကြီးတွေကိုပြုတ်ကြပြီးတော့ပျောက်ကွယ်သွားတော့ပါတယ်အဲ့ဒီချိန်မှာကျန်တဲ့လူတွေကလည်းသူတို့ရဲ့တငယ်ချင်းကိုကယ်နိုင်မဲ့နီးနှမြရှိသေးလားလို့စဉ်းစားနေကြတယ်ဒီချိန်မှာ LS တယောက်ကလည်းတိုက်ပွဲနိုင်ရကြောင်းအပြင်းထန်ကိုနာမကျန်းဖြစ်နေခဲ့ပါပြီသူတို့အနေနဲ့တိုက်ပွဲကိုအောင်နိုင်ခဲ့ပြီလို့ပြောလို့ရပါမယ်သူတို့တိုက်ချရတဲ့တငယ်ချင်းကတော့စတိခံလိုက်ရတယ်အဲ့ဒီချိန်မှာညီတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်အဲ့ဒီအတန်ဘယ်ကလာတာလဲဆိုတော့ကတော့တကယ်အန်နာဒရာဂွန်ကြီးစီကပဲဖြစ်ပါလေသူတို့အနေနဲ့အန်နာဒရာဂွန်ကြီးကိုတိုက်ရမလားဆိုတော့ episode 2မှာကြည့်ရှုကြပါအောင်နော်